မန္တလေးတောင်ပေါ်ကနေမန္တလေးမြို့တစ်မြို့လုံးကိုလှမ်းမြင်နေရပါတယ်။တောင်ပေါ်မှာစိန်ပန်းနီလေးနဲ့လှမ်းကြည့်ရတာလည်းအရန်ကိုလှပါတယ်။အခုကျမတို့တက်လီကားစီပြီးတော့တောင်အောက်ကိုပြန်ဆင်းပါတော့မယ်။ကျွန်တော်မန္တလေးမှာကျဲမဲ့ထွန်းလာဟိုတယ်ဖြစ်ပါတယ်။ဒီဟိုတယ်လေးကတော့အထက်နှိပ်ဟိုတယ်လည်းဖြစ်တယ်လို့ဈေးနှုန်းလည်းတော်တော်ချူတာပါတယ်။ မန္တလေးရောက်တော့လာရောက်ပြီးတော့ဒီချမ်းကြီးရဲ့ cheese platter ဖြစ်ပါတယ်။ပါတယ်ခိုင်းရစိတ်ရတောင်းရောက်တော့မှဒီနော်ရမယ်ညစီကိုလာရောက်လည်းပြတ်တာဖြစ်ပါတယ်။他几呀？他们表呢？表呢？表呢？我们走路我还，你妈嘞？啥呢？啥嘞？ရဘူးအဲ့မချက်
ပြောမှာနော် မီးကြည့်လို့ရတယ် ဒီလိုကမီးကြည့်မှာအမကငါလား ခါဘူးဗျာကောင်းမှကောင်းပါ အဲ့ဒီလေသားကလေးရတယ်မန်တူရတယ်အဲ့ဒီအဖေနဲ့ ရပြီလား သမီးရေစားနေကြတာ ကျမတို့အားရပါရစားတော့လည်းပဲပြီးရဲ့ခါမှာတော့ရေကုန်မျိုးကိုပြန်လဲထုတ်ခွာသွားပြီပါတယ်နောက် vlog တွေမှာလည်းပြန်တွေ့ကြမယ်နော်